လူအများစုစီးပွားရေးစတင်တဲ့အခါဘာ product ရောင်းရမလဲဘာလုပ်ငန်းလုပ်ရင်အမြတ်များမလဲအခုဘာ trend ဖြစ်နေလဲဆိုတာကိုအရင်စဉ်းစားကြပါတယ်ဒါပေမဲ့ကမ္ဘာအောင်မြင်တဲ့လုပ်ငန်းကြီးတွေကိုကြည့်ရင်သူတို့စတင်ခဲ့တာ product နဲ့မဟုတ်ပါဘူး customer ရဲ့ပြဿနာတစ်ခုကိုဖြေရှင်းပေးခြင်းနဲ့စတင်ခဲ့တာဖြစ်ပါတယ်အောင်မြင်တဲ့ business ဆိုတာ product ရောင်းတဲ့နေရာမဟုတ်ဘူး problem ကို solution အဖြစ်ပြောင်းပေးတဲ့ system တစ်ခုဖြစ်ပါတယ်အပိုင်းတစ် customer problem ကိုမသိရင် business မကြီးထွားနိုင်ဘူးလုပ်ငန်းရှင်တော်တော်များများကကိုကြိုက်တဲ့ product ကိုထုတ်တယ်ကိုထင်တဲ့ service ကိုပေးတယ်ပြီးမှ customer ကိုရှာတယ်ဒါကအန္တရာယ်များတဲ့လမ်းကြောင်းဖြစ်ပါတယ်အောင်မြင်တဲ့လုပ်ငန်းတွေကပြောင်းပြန်လုပ်ပါတယ်ပထမဆုံး customer ဘာလိုအပ်လဲလေ့လာတယ် customer ဘာကြောင့်စိတ်ပြတ်နေလဲနားထောင်တယ် customer အချိန်ကုန်နေတဲ့နေရာကိုရှာတယ် customer ငွေဆုံးရှုံးနေတဲ့အချက်ကိုဖြေရှင်းတယ်ပြီးမှ product တိစောက်ပါတယ်အပိုင်းနှစ် customer ကိုနားလည်ဖို့မေးရမယ့်မေးခွန်းများလုပ်ငန်းရှင်တစ်ယောက်အနေနဲ့နေ့တိုင်းမေးသင့်တာကငါဘာရောင်းမလဲမဟုတ်ပါဘူးမေးသင့်တာက customer ဘာအခက်အခဲရှိလဲ customer ဘာကြောင့်မပြောတာလဲ customer ဘာအတွက်ငွေပေးခြင်းလဲ customer ဘယ်လို result လိုချင်လဲဆိုတာတွေဖြစ်ပါတယ် customer ကိုပိုနားလည်လေ marketing ပိုလွယ်လာတယ် sales ပိုတက်လာတယ် business ပိုကြီးလာပါတယ်အပိုင်း3 value ပေးနိုင်တဲ့လုပ်ငန်းပဲရည်ရှိနိုင်တယ်ယနေ့ခေတ် customer တွေက product တစ်ခုရှိလို့မဝယ်တော့ပါဘူးရွေးချယ်စရာတွေအများကြီးရှိနေပါတယ်ဒါကြောင့်မေးရမှာကငါ product ကဘာလဲမဟုတ်ပါဘူး customer ဘဝကိုဘယ်လိုပိုကောင်းအောင်လုပ်ပေးနိုင်လဲဖြစ်ပါတယ်ဥပမာ software company က software မရောင်းဘူးလုပ်ငန်းပုံမြန်တဲ့ result ကိုရောင်းတာပါ training company က course မရောင်းဘူး skill နဲ့အခွင့်အရေးကိုရောင်းတာပါ restaurant ကအစားအစာပဲမရောင်းဘူး experience ကိုရောင်းတာပါအပိုင်း၄ data မရှိတဲ့ business ကမှန်းဆနေရတဲ့ business ဖြစ်တယ်အရင်ခေတ်မှာအတွေ့အကြုံနဲ့ဆုံးဖြတ်နိုင်ပါတယ်ဒါပေမဲ့အဲ့ခေတ်မှာ data မရှိရင်နောက်ကျနိုင်ပါတယ်သိထားရမယ့် data တွေကဘယ် product ရောင်းအားအကောင်းဆုံးလဲဘယ် customer တွေပြန်ဝယ်လဲ marketing ဘယ် channel ကအကျိုးရှိလဲ customer ဘာ complaint အများဆုံးပေးလဲဒီ data တွေက business decision ကိုပိုမှန်စေပါတယ်အပိုင်း၅အဲ့ခေတ်မှာ customer ကိုပိုနားလည်အောင်လုပ်နည်းယနေ့အဲ့ tool တွေကလုပ်ငန်းသေးသေးလေးတွေအတွက်ပါအခွင့်အရေးဖြစ်လာပါတယ်အဲ့နှစ် customer feedback စစ်နိုင်တယ် marketing idea ထုတ်နိုင်တယ် content plan ဆွဲနိုင်တယ် sales script ရေးနိုင်တယ် business strategy စဉ်းစားနိုင်တယ်အဲ့ကိုအသုံးချတဲ့လုပ်ငန်းတွေကအလုပ်ပိုများတာမဟုတ်ပဲအလုပ်ပိုထိရောက်လာပါတယ်အပိုင်း6လုပ်ငန်းကြီးထွားစေတဲ့ formula အောင်မြင်တဲ့ business formula က customer problem great solution good system successful business ဖြစ်ပါတယ် problem ကြီးလေဖြေရှင်းနိုင်ရင် business အခွင့်အရေးကြီးလေပါပဲ customer ကိုနားမလည်ပဲ marketing ပိုသုံးတာကရေမရှိတဲ့နေရာမှာလှေစီးတယ်လို့ပါပဲဒီနေ့ကစပြီးလုပ်တဲ့ action plan ခု customer 10ယောက်နဲ့စကားပြောပါ feedback တွေစုဆောင်းပါအများဆုံးဖြစ်နေတဲ့ problem ကိုရှာပါ solution ကိုတိုးတက်အောင်လုပ်ပါ current customer data သိမ်းပါ tools အသုံးပြုပါ product ထက် customer result ကိုအာရုံစိုက်ပါမိကုံအောင်မြင်တဲ့စီးပွားရေးဆိုတာအကောင်းဆုံး product ရှိသူအမြဲနိုင်တာမဟုတ်ပါဘူး customer ကိုအကောင်းဆုံးနားလည်သူကအနိုင်ရတာဖြစ်ပါတယ်ဒီနေ့ကစပြီး product ကိုမေးတာထက် customer ကိုမေးပါရောင်းဖို့စဉ်းစားတာထက်ကူညီဖို့စဉ်းစားပါငွေရဖို့စဉ်းစားတာထက် value ဖန်တီးဖို့စဉ်းစားပါ value များများဖန်တီးနိုင်တဲ့သူတွေကနောက်ဆုံးမှာအောင်မြင်တဲ့လုပ်ငန်းတွေကိုတည်ဆောက်နိုင်ကြပါတယ် Myanmar Business Solutions Empowering Myanmar businesses with knowledge, strategy and technology